ဒီမှာဒီမိုင်းတို့အောင်မြင်ခြင်းရှောင်းပါဒီမိုင်းတို့တကယ်အောင်မြင်ခြင်းသလားတရားအောင်မြင်ခြင်းသလားပညာရေးအောင်မြင်သလားစီးပွားရေးအောင်မြင်ခြင်းသလားဘာအလုပ်အောင်မြင်ခြင်းအဲ့ဒါကိုရှောင်းအောင်နံပါတ်1အငင်းကိုရှောင်းအောင်စီးပွားရေးလည်းဟိုညင်းဒီညင်းမငင်းအောင်အလုပ်တစ်ခုလုပ်လာရင်လက်ခံဘာနေလဲအကောင့်လည်းလက်ခံအစိုးလည်းလက်ခံအငင်းကိုရှောင်းရမယ်မငင်းနဲ့ဘာမလုပ်နိုင်ဘူးငါတော့ပဲမသွားနိုင်ဘူးငါဘာမစားနိုင်မငင်းနဲ့အဲ့ဒါမျိုးကြီးမများနဲ့ပေါ့နော်နံပါတ်2အတင်းကိုရှောင်းပါအများအတင်းမပြောနဲ့ကိုယ်ကလုံးစားကြီးဆက်လုပ်အပြင်းကိုရှောင်းပါမပြင်းနဲ့ပြင်းရင်တော့ပြီးသွားပြီမအောင်မြင်တော့နော်တက်ပြင်းကိုအမလေးတက်ပြင်းခဏနာချတယ်အလောက်ကမလို့တက်ပြင်းချနေကြတယ်အဲ့တက်ပြင်းကိုရှောင်းပါတဲ့ရက်တမ်းမှုကိုရှောင်းပါတဲ့မရက်တမ်းဘုန်းကြီးအောင်မြင်တယ်ဆိုတော့ဘုန်းကြီးဘာမှမရက်တမ်းနေရာရောက်တဲ့နေရာမနေ့ကတော့ဆိုလို့မနေ့ကတရက်2ရက်ဆိုလို့ရှင်ဗီယက်နမ်နေထိုင်ကားတရန်လေရင်တရန်ကားတရန်လေရင်တရန်နဲ့မနေ့ကညထိဘုန်းကြီးကကားရောလေရင်ရောတနေ့ကုန်စီးရခါးတွေအောင့်အဲ့လိုအဲ့ဒါမျိုးဒါမှမဟုတ်ကြောင့်ရက်တမ်းမှုဆိုတာမရှိရအောင်အများနဲ့လုပ်နေရတယ်အလုပ်ဆိုတာတောမှနေလဲလုပ်ရမယ်မြို့မှနေလဲလုပ်ရတယ်အစင်ပြေလဲလုပ်ရမယ်အစင်မပြေလဲလုပ်ရမယ်အဲ့ဒါမလားသူကချီမွှဲရင်လဲလုပ်ရမယ်ကဲ့ရရင်လဲလုပ်ရမယ်အစင်ပြေရင်လဲလုပ်ရမယ်အစင်မပြေရင်လဲလုပ်ရတချို့အစင်မပြေရတယ်အစင်ပြေမှလုပ်မဟုတ်ဘူးအစင်ပြေမပြေလုပ်ရင်းနဲ့ပြေသွားမှာရက်တမ်းမှုမရှိရအောင်သဘောပေါက်တယ်နော်အဲ့လိုဒီနေ့မအောင်မြင်တာရက်တမ်းမှုကြောင့်မအောင်မြင်တာဖုံဖုံတော့မရက်တမ်းဟုတ်တယ်ဒီနေရာမှာဒီတက်ဟိုနေရာမှာဟိုတက်ပဲတက်မရှိရင်လက်နဲ့လော်မယ်လက်လော်လို့မရရင်လှုပ်နေမယ်ဒီနည်းနည်းရွေးတော့ရွေးအောင်ဒီတိုင်းကြီးတော့မနေဘူးဟုတ်တယ်မလားအဲ့ဒါမျိုးလေလက်ပြန်မှုကိုရှောင်ပါတဲ့အလုပ်တစ်ခုလုပ်ရင်အများကြီးပြဿနာတချို့ကလက်ပြန်တော့တာပဲတော်ပြီမလုပ်တော့ဘူးဘာလို့ပြောငါ့ကိုကောင်းတာငါလည်းတော့ကောင်းတာလုပ်တာငါအကောင်မပြောတော်ပြီဆိုဒီလိုလာတယ်မလုပ်ရအောင်လှုပ်ဆက်ရှိတာဆိုတော့ဒါပဲလက်ပြန်မှုကိုရှောင်ပါတဲ့ဟုတ်ကဲ့ဒါပဲနော်